နှုတ်ကပတ်တော်ကတော့ဒီအဖေထဲမှာပေါ့နော်ဖခင်များထဲမှာပထမအဦးဆုံးကတော့ကျွန်တော်တို့ထာဝရအဖနော်ထာဝရအဖဖြစ်တယ်လူသားအားလုံးရဲ့အဖဒုတိယတစ်ချက်ကတော့မုသားရဲ့အဖနော်မုသားရဲ့အဖတတိယတစ်ချက်ကတော့ယုံကြည်ခြင်းရဲ့ဖခင်နော်ဒီဖခင်၃မျိုးပထမဖခင်ကတော့လူသားအားလုံးရဲ့ဖန်ဆင်းခံအားလုံးရဲ့အဖနော်ဒီဖခင်ပေါ့ဆိုတော့ဖန်ဆင်းရှင်အရာပေါ့နော်သူကအရာအားလုံးရဲ့ဖခင်ဖြစ်တာဒုတိယဖခင်ကတော့ကျမ်းစာကပြောတယ်မုသားရဲ့အဖလက်ညာတတ်တယ်လိမ်ညာတတ်တယ်အကျိုးနည်းစီရဲ့အဖနော်တတိယဖခင်ကတော့ယုံကြည်ခြင်းရဲ့ဖဒါလေးတွေကျွန်တော်ကြားပူတာပါရှိပါပါပထမဦးဆုံးကျွန်တော်တို့ကျမ်းပိုက်တစ်ပိုက်ကိုဖတ်လို့ပါတယ်ဒါကတော့ကျွန်တော်လူသားအားလုံးရဲ့အဖဖြစ်တယ်ခတ်သိမ်းသောအရာအားလုံးကိုဖြစ်စေရှိစေတော်မူသောအဖဖြစ်တယ်ထာဝရအဖဖြစ်တယ်လူသားတွေအားလုံးကိုချစ်တယ်ကောင်းကျိုးချမ်းသာပေးခြင်းတဲ့အဖဖြစ်ပါတယ်ဒီကျမ်းပိုက်မှာကြည့်လဲဆိုတော့ရှမသက်ခရစ်ခန်းကြီးကအငယ်45မှာကျွန်တော်တစ်ချက်ကြည့်အောင်ရှမသက်ခရစ်ခန်းကြီးကအငယ်45မှာကြည့်အောင်ဒါကတော့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖထာဝရအဖလို့လည်းခေါ်တယ်လူသားအားလုံးရဲ့အဖလို့လည်းခေါ်တယ်တွေ့ရင်ဒီလိုကကျွန်တော်ဖတ်ကြည့်အောင်အကြောင်းကကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖသည်ကောင်းသောသူမကောင်းသောသူတို့အပေါ်၌ကိုရောဤနေကိုထွက်စေတော်မူ၏ဖြောင့်မတ်သောသူမဖြောင့်မတ်သောသူတို့အပေါ်၌မိုးကိုရွာစေတော်မူ၏ဒါကလူသားအားလုံးကိုရဲ့အဖလူသားအားလုံးကိုဖန်ဆင်းထားတဲ့အဖကလူသားအားလုံးကိုချစ်တယ်လူသားအားလုံးကိုအကျိုးပြုတယ်ဆိုတဲ့ကျမ်းပိုက်ဖြစ်ပါတယ်အဲ့တော့ကောင်းသောသူမကောင်းသောသူအပေါ်မှာလည်းဘုရားကချစ်ပါတယ်အကျိုးပြုပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ကောင်းသောသူမကောင်းသောသူဖြောင့်မတ်သောသူမဖြောင့်မတ်သောသူရှိနေတာလူတိုင်းကအဲ့တော့အဲ့ဒီဖြောင့်မတ်သောသူရောမဖြောင့်မတ်သောသူရောကောင်းသောသူရောမကောင်းသောသူအားလုံးဟာဘုရားသခင်ကသူဖန်ဆင်းခြင်းတွေကနေဖြစ်လာတဲ့လူသားတွေပဲသူအားဖြင့်ဖြစ်လာရှိလာတဲ့လူသားတွေအားလုံးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖြောင့်မတ်သောသူရောမဖြောင့်မတ်သောသူရဲ့အဖကဘုရားပဲဖြစ်တယ်ကောင်းသောသူမကောင်းသောသူရဲ့အားလုံးရဲ့အဖကလည်းဘုရားပဲဖြစ်ပါတယ်လို့ဒါကြောင့်သူကဘာပြောသလဲဆိုတော့ဒီထာဝရအဖကတဲ့ကောင်းသောသူမကောင်းသောသူအပေါ်မှာမိုးကိုရွာစေတယ်နေကိုပူစေတယ်ပြောတဲ့အခါသူကဘုရားသခင်ရဲ့တူညီတဲ့မေတ္တာနဲ့အကျိုးပြုမှုတွေရှိတယ်ဆိုတော့ပြောပြတယ်ဒါကထာဝရအဖဟာသူဟာလူတွေသားကိုချစ်တဲ့အတွက်ကြောင့်ဒီစကားလုံးရေးကြည့်တယ်ထာဝရအဖကလူသားတွေကိုချစ်တဲ့အတွက်ကြောင့်လူသားတွေကိုအကျိုးပြုဒီစကားလုံးတော့ကလည်းလူဟာကိုချစ်တဲ့အရာကိုအနောက်မှာအကျိုးပြုတာပါလာတယ်လူဟာဘာကိုချစ်တယ်လဲဆိုတော့ကြည့်လိုက်သူအကျိုးပြုနေတယ်ဆိုအဲ့ဒါသူချစ်တဲ့အရာပဲမိသားစုကိုချစ်တဲ့သူကမိသားစုကိုအကျိုးပြုနေတယ်တိုင်းပြည်ကိုချစ်တဲ့သူကတိုင်းပြည်ကိုအကျိုးပြုနေတယ်မိမိလူမျိုးကိုချစ်တဲ့သူကလူမျိုးကိုအကျိုးပြုအသင်းတော်ကိုချစ်တဲ့သူကအသင်းတော်ကိုအကျိုးပြုတယ်သူကချစ်ချင်းရဲ့တော့မှာအကျိုးပြုခြင်းကတော့ကပါအခုကျမ်းစာမှာကြည့်ရထာဝရအဖကလူသားတွေကိုချစ်တယ်ဆိုးတဲ့သူကိုလည်းချစ်တဲ့အတွက်ကြောင့်ဆိုးတဲ့သူကိုလည်းအကျိုးပြုတယ်ဘယ်လိုအကျိုးပြုလဲဆိုးတဲ့သူကပိုဆိုးနိုင်လို့ကူညီတာလားမဟုတ်ပါဘူးဆိုးတဲ့သူကကူနာလာရလာဖို့သူ့အပြစ်ကိုသိတာဖို့ဖျားတကယ်ဂရုဏာကိုပြပါ။အိုငါမကောင်းပြီပဲလေကိုရောငါအပေါ်မှာကောင်းပါလားဆိုတဲ့စကားတွေဒါဟာဖျားရဲ့ကျေးဇူးပြုခြင်းမြတ်တာကိုနားလည်ပြီးပြောင်းလဲလာဖို့ဘုရားတကယ်လုပ်ပေးတာတကယ်ဆိုရင်တော့ဒီအခွင့်အရေးကငါမထိုက်တန်ဘူးဘုရားငါ့ကိုအသင်းတော်မှာပေးတယ်မိသားစုကငါ့ကိုပေးတယ်ဒီအလုပ်ဒီလားစာဒီဝင်ငါမရဖြစ်တယ်ဘူးဒါပေမဲ့ယနေ့ကအောင်ငါစားရတယ်ဒီလိုအိမ်ထဲငါနေရတယ်ဒီလိုအချင်းကြီးအောင်ဘုရားငါ့ကိုပို့ဆောင်တယ်ငါမကောင်းပြီလေဘုရားငါ့ပေါ်မှာကောင်းနေဆိုရဲဒီဘုရားရဲ့ကျေးဇူးပြုခြင်းကိုဆိုးတော်မဟုတ်အိုးငါမကောင်းပြီလေကိုရောယနေ့ကငါ့ကိုအလိုကောင်းပါလားဆိုရဲကျေးဇူးမြတ်တာကိုနားလည်ပြီးတော့ဘုရားသခင်တိုင်းအသက်တာဘဝပြောင်းလဲဖို့ဘုရားပြုတဲ့ကျေးဇူးတစ်မျိုးတောင်းနားလေရတချို့ကတော့ဒီအချိန်လေးမှာနော်ဒီနေ့တောင်ကတော့လုံလောက်တယ်ဒီလိုအိမ်နဲ့နေတာဒီလိုလားစာပေးနေဖို့ကျေးဇူးတော်ပဲနော်ဘုရားသခင်ကောင်းတယ်သူတို့အသက်တာကိုကြည့်ကောင်းလာလို့မင်းဘုရားကြောင့်မမှန်ချင်းစနေကိုရအရက်ကအမြဲတမ်းပါဇက်ကမပြဲဟုတ်လားစက်တဲ့ခုတဲ့လိမ့်တဲ့စသဖြင့်ပေါ့အကျင့်ကိုကြည့်ရင်တော့မကောင်းဘူးဘုရားသားတယောက်အနေနဲ့အသက်မရှင်တဲ့အသက်တာမျိုးတွေရှိတယ်ဒါပေမဲ့တစ်ခါကသူဘာတင်တော့လေဟာဒီလိုအိမ်နဲ့နေရတယ်ဒီလိုစားရတယ်ဒီလိုဝင်ဝဲနေဒီနေ့ကအကျွေးမရှိတဲ့
လုံလောက်တယ်ဟောအဲ့ဒါဘယ်သူကျေးဇူးလဲဖခင်ကျေးဇူးပြုတာအခုကောင်းသောသူမကောင်းသောသူပေါ်မှာမိုးကိုရွာစေလေကိုပူစေတယ်ဆိုတဲ့အဓိပ္ပာယ်ကဒါကိုပြောပြတယ်မကောင်းသောသူအပေါ်မှာမိုးကိုရွာစေတာကကောင်းခြင်းတွေကမိုးကိုရွာစေတာသူကောင်းလာဖို့ဖခင်ကျေးဇူးပြုတာလို့အဓိပ္ပာယ်ရတယ်ဟိုဆိုးတော့မဟုတ်ဘူးနော်အဲ့တော့တခါတည်းမှာမကောင်းတဲ့သူတွေကိုဆူတောင်းပြီးမကောင်းတဲ့ဆူတောင်းပြီးတဲ့ခါကျတော့ပို့ပြီးတော့မှမကောင်းတာလုပ်နိုင်မှာပေါ့အဲ့လိုမတွေးရမကောင်းသောသူတွေဆူတောင်းပြီးတဲ့အခါမကောင်းသောသူတွေကောင်းလာဖို့ပေါ့ဒီလိုအဓိပ္ပာယ်ကိုနားလေရအဲကြောင့်ဖခင်သခင်ရဲ့မေတ္တာဖခင်သခင်ရဲ့မေတ္တာကဖခင်ရဲ့ချစ်ချင်းမေတ္တာကတော့အကျိုးပြုခြင်းပိုင်းကိုပြောဆိုးတဲ့သူကိုလည်းသူကချစ်တဲ့အတွက်ကြောင့်အကျိုးပြုကျွန်တော်တို့ယုံကြည်သူတွေဒီတိုင်းပဲငါတို့ဒီအပြစ်ရှိစဉ်တွေခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူ၏လို့ပြောတာဟုတ်ငါတို့ဒီအပြစ်ရှိစဉ်တွေခရစ်တော်ဟာငါတို့အတွက်အသေးခံတယ်လို့ပြောတာကျွန်တော်တို့မကောင်းတဲ့အချိန်မှာကျွန်တော်ဘောကလာကောင်းပေးတာလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘောကနေကောင်းလာဖို့ပေါ့ဒါကမကောင်းတဲ့သူပေါ်မှာဖခင်ရဲ့ကောင်းခြင်းဟာကျွန်တော်ဘောကအသက်တာကြီးကောင်းလာဖို့ဖခင်ရဲ့မေတ္တာပါပဲဒါကြောင့်ပထမဦးဆုံးထာဝရအဖကကောင်းကင်ဘုံ၌ရှိတော်မူသောလူသားအားလုံးရဲ့အဖကလူသားအားလုံးကိုချစ်တဲ့အတွက်ကြောင့်လူသားအားလုံးကိုအကျိုးပြုပါတယ်ကျွန်တော်တို့အပြစ်ရှိစေမှာပဲလေငရဲကွာထိုက်တဲ့ဘဝအခြေအနေပါပဲလေသခင်ယေရှုဟာကျွန်တော်တို့အသေးခံပြီးတော့မှရွေးလို့ကယ်တင်ခဲ့တယ်မဟုတ်ဘူးလားကျွန်တော်ကောင်းလို့လာပေးတာမဟုတ်ဘူးအပြစ်ရှိစေမှာပဲလေကျွန်တော်တို့အတွက်ကောင်းကင်ဘုံစီးစိမ်ကိုစွန့်ကားတဲ့ထဲမှာအသက်ကိုစွန့်ပြီးတော့မှသူ့ရဲ့အသက်ကိုပေးပြီးတော့ကယ်တင်ခဲ့တာပဲကျွန်တော်ပေါ်မှာကောင်းခဲ့တယ်ကျွန်တော်ကိုချစ်လို့ပေါ့ဒါကြောင့်ထာဝရအဖကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖကလူသားအားလုံးကိုချစ်တယ်ဆိုးသောသူရောကောင်းသောသူရောဖြောင့်မတ်သောသူရောမဖြောင့်မတ်သောသူချစ်တယ်ချစ်တဲ့အတွက်ကြောင့်နောက်ဆက်တွဲမှာအကျိုးပြုတယ်ဒါလေးကိုမှတ်ထားစေချင်တယ်အကျိုးပြုချစ်ချင်းရဲ့အနောက်မှာအကျိုးပြုဒါကြောင့်ပထမဦးဆုံးအားလုံးရဲ့ခတ်သိမ်းသောအားလုံးရဲ့အဖခတ်သိမ်းသောရာကိုချစ်တဲ့အတွက်ကြောင့်ခတ်သိမ်းသောရာအကျိုးပြုတယ်ဘယ်လောက်ထိပြောလဲစမ်းစာပါမျက်ပင်ကိုကြည့်လိုက်တဲ့မျက်ပင်ကိုကပေးထားတဲ့အဝတ်ကားတဲ့ရှုံးတော်ဝင်ရဲ့အင်ဂျီရဲ့ကောင်းတယ်တဲ့ကျွန်တော်ဟိုတနေ့ကဆင်ကြည့်တယ်ဟုတ်တယ်ဗျရှုံးတော်ဝင်ရဲ့အင်ဂျီကလေဗနေဝဲရမှာဗနေဝဲရမှာတသက်လုံးမဝင်လို့မရဘူးရှုံးတော်ဝင်အင်ဂျီဘလောက်ပဲကောင်းလို့လေအဲ့ဒီအင်ဂျီတသက်လုံးဝတ်ထားလို့မရဘူးလေနော်မျက်ပင်ကဖျားတိကပေးထားတဲ့အင်ဂျီကတသက်လုံးဝတ်လို့ရတော့သူမသိမရှိအဲ့ဒီအင်ဂျီနဲ့အေးဆေးပဲနောက်တစ်ခုကလေမျက်ပင်ရဲ့အင်ဂျီကိုကျွန်တော်စဉ်းစားတာတက်ပင်တဘာဝပြောရင်မျက်ပင်ရဲ့အင်ဂျီအပေါ်ကအရေးခေါ်တော့အဲ့ဒါကသူကအသက်ပဲသူကကျွန်တော်တက်ပင်နေအပေါ်အရေးကိုခွာလိုက်တယ်တော့ဒီလိုပတ်ချတဲ့အရေးကိုကတက်ပင်တည်သွားတာတော့သူကဒီပြရတဲ့အစာအာဟာရတွေရေတွေအကုန်လုံးကသူကပင်စီတစ်ခုလုံးကိုပုံပြီးရှင်းတန်းစေတာလို့အဲ့ဒီအခေါက်လေးခွာလာတဲ့အဲ့ဒီအပင်မှာရှိတဲ့အင်ဂျီပေါ့တက်ပင်ရဲ့အင်ဂျီကိုခွာလိုက်တယ်တက်ပင်တည်သွားတာဘုရားအောင်ဆရာခေါ်တယ်ဘုရားဒါကြောင့်ပြောတာမျက်ပင်ကိုလည်းကြည့်လိုက်တဲ့ငါသူတို့ကိုပေးလိုက်တဲ့အင်ဂျီကတဲ့ရှောလို့အင်ဂျီလည်းကောင်းတယ်တဲ့ရှောလို့အင်ဂျီကတစ်သက်လုံးဝင်လို့မရဘူးသူ့ရဲ့အင်ဂျီကအသက်မရှင်စေဘူးတွေ့လားမျက်ပင်လေးတော့ဘုရားတခင်ပေးထားတဲ့သူတို့အင်ဂျီကအဲ့ဒီအင်ဂျီကသူတို့ကိုအသက်ရှင်စေတာသူတို့ရဲ့အသက်ပဲဘယ်တော့မှလည်းလဲစရာမလိုအဲ့ဒီအင်ဂျီနဲ့တဘောအလုံးသွားခဲ့တယ်အဟောဆရာကောင်းဘုရားတခင်ကသူဖန်ဆင်းထားတဲ့အရာအားလုံးရဲ့အဖဖြစ်တဲ့အတိုင်းပဲဘုရားသားပြီးကျွန်တော်ဘဝကိုမပြောနဲ့အဲ့ဒီမျက်ပင်ကလေးကိုတော့မှဖယားတခင်ဘလောက်ဂရုစိုက်လဲဆိုတော့တခင်ရှိပြောပြပြီးတော့စာငယ်ကလေးစပယ်ကြီးမရှိပါဘူးလေလဲလည်းမရှိပါဘူးလေအလုပ်လက်မဲ့တွေပေါ့နော်ပိုင်ဆိုင်မှုမရှိဘူးဒီလိုဆိုရပေမဲ့သူတို့ကိုကြွေးတယ်ကျွန်တော်အိမ်ကခွေးစာကြွေးထားခွေးရကိုအောင်စားညမနေ့ဆိုရင်လေအဲ့ဒီစာကလေးတွေလာစားအရင်တော့ကျွန်တော်အုပ်ထားတယ်ဒီစာကလေးတွေကျွန်တော်မောင်းနော်ကျွန်တော်တတိယသွားတယ်ဘုရားတကယ်စာငယ်ကလေးကျွေးတယ်ဩဘုရားတကယ်စာငယ်တွေကိုငါအားပြီးကျွေးတာလေစားမစီကွာဒီကောင်မျိုးနော်ဒီကောင်တွေမနေ့ဆိုကျေးဇူးတော်ချီးမွမ်းပြီးလာစားတာညဆိုကျေးဇူးတော်ချီးမွမ်းပြီးလာစားသွားတာအဲ့ဒီအရာခွေးရလေအမြဲသူကချက်တယ်ကိုအောင်မစားဘူးနော်ကြည့်တဲ့အခါစာငယ်ကလေးတို့ဘုရားတကယ်ငါအားပြီးကျွေးနေပါလားဟုတ်တော့ငါ့ကိုလည်းသူများတွေအားဖြင့်တခြားလူတွေအားဖြင့်ကျွန်တော်လည်းဘုရားကျွေးနေတာဟုတ်ကောင်းကင်ဘုရားဘုရားစာအိတ်ပြချတာမဟုတ်ပဲကောင်းကင်ဘုရားစာအိတ်တွေမကြပါဘူးလေနော်သူများတွေအားဖြင့်လည်းဘုရားငါ့ကိုကျွေးတော့ငါအားဖြင့်လည်းစာကလေးတွေဘုရားကျွေးတာဟုတ်စာငယ်ကလေးတွေအငတ်မထားဘူးလို့ပြောတဲ့အခါမှာတခါတည်းစာငယ်ကလေးတွေကျွန်တော်တို့အားဖြင့်ကျွေးတာပေါ့နော်အဲ့တော့တခါတည်းကျွန်တော်ရှိရဟာလေးလာစားသွားတယ်ကစီမင်းထဲပါလေလို့နော်ဘုရားတခင်ကသူတို့ကိုချစ်တဲ့အတွက်ကြောင့်အကျိုးပြုတယ်လို့ကျွန်တော်
ပြတယ်မြတ်ပင်ကိုလည်းဖရာအကျိုးပြုထားတယ်မြက်ကလေးကိုလည်းဖရာအကျိုးပြုတယ်ကျွန်တော်တို့ကိုလည်းအကျိုးပြုသိုးတော်သူကိုလည်းအကျိုးပြုအဲ့ဒီထဲမှာထာဝရအဖကောင်းကင်ဘုံအဖရဲ့ချစ်ချင်းမေတ္တာကြောင့်အကျိုးပြုခြင်းကိုခံရတဲ့သူဟာထိုက်တန်စွာပြန်လဲအသက်ရှင်ဖို့လိုပါတယ်လို့ထာဝရအဖကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖကလူသားအလုံးကိုချစ်တယ်သိုးတော်သူမဖြောက်ပတ်တော်သူလည်းချစ်ပါအဲ့ဒီချစ်ချင်းရဲ့နောက်မှာပါလဲဆိုအကျိုးပြုပေးတယ်ပြောချင်တာအဲ့ဒီအကျိုးပြုပေးခြင်းကိုကျွန်တော်တို့ကမြင်ကြတယ်ကျေးဇူးတော်ချီးမွမ်းကြတယ်နောက်ဆက်ပြီးကျွန်တော်အသက်တာမပြောင်းလဲဘူးဒီလိုအသက်မရှင်နေပါဘူးလို့အဖဖရားရဲ့ချစ်ချင်းမေတ္တာကအကျိုးပြုခြင်းကိုခံစားရတာကကျွန်တော်အသက်တာပိုပြီးကောင်းလာဖို့ပိုပြီးတော့ဖရားကိုချစ်လာဖို့ပိုပြီးတော့ဖရားစကားနားထောင်လာဖို့ဖြစ်တယ်လို့ပြောချင်ပါတယ်ပထမဆုံးအဖကတော့ထာဝရအဖအာယာခတ်သိမ်းအောင်ရဲ့အဖဖြစ်တယ်အဲ့ဒီအဖဖရားကကျွန်တော်ကိုချစ်တယ်လူသားတွေကိုချစ်တယ်ချစ်ချင်းတော့မှအကျိုးပြုခြင်းပါတယ်ဆိုတော့တွေ့ရတယ်နောက်တစ်ချက်ကျွန်တော်ဒုတိယအဖကတော့ပါတယ်ဆိုရင်မုသားရဲ့အဖရှင်ရောခရစ်ရဲ့ခန်းကြီးရှေ့အငယ်44မှာတွေ့ရပါနော်ရှင်ရောခရစ်ရဲ့ခန်းကြီးရှေ့အငယ်44မှာသခင်ယေရှုပြောပါတယ်စာရမဏေဟာမုသားရဲ့အဖပဲမုသားရဲ့အဖေပဲလိမ်လေလက်ပြားခြင်းရဲ့ဖခင်ပဲလိမ်လေမှုမကောင်းမှုအားလုံးရဲ့အဖေဟာမန္တပဲဒီကြမ်းပိုက်လေးကျွန်တော်တို့ကတွေ့ရင်ဖတ်ရအောင်ရှောခရစ်ခန်းကြီးရှေ့အငယ်44တင်တို့သည်တင်တို့အဘဒီဟူသောမာနမှာဆင်သက်ကြ၏တင်တို့အဘရဲ့အလိုတို့လည်းတိုက်တက်ကြ၏မာနသည်ရှေ့ဥစွာမှစ၍လူအသက်ကိုတတ်တော်သူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မကြည်မနေသူသည်မုသာစကားကိုပြောသောအခါမိမိပဂတိတိုင်းပြော၏မုသာစကား၌ရှင်းလေတော်သူဖြစ်၏မုသာ၏အဖလည်းဖြစ်၏ဒုတိယဖခင်ကတော့မုသာရဲ့အဖနော်လိမ်ညာနဲ့ညာချင်းအားလုံးရဲ့ဖခင်လို့ခေါ်သူကနေအရာရာအဲ့ဒီလိမ်ညာမှုမကောင်းမှုရဲ့အရင်မြစ်အားလုံးကသူ့ရှိကနေထွက်လာတာကျွန်တော်ရဲ့မကျင်တဲ့ချင်းတွေမနာလိုခြင်းတွေခိုးခြင်းတွေနှဲ့စားခြင်းတွေနားမထောင်ခြင်းတွေမယုံကြည်ခြင်းတွေဆိုတဲ့ဒီမကောင်းမှုတွေအားလုံးအရင်ကြီးထွက်လာတာဘယ်ရလဲဆိုရင်မာနရှိတာမာနကမုတာရဲ့အဖလှည့်ပြားတော့သတိထားစေခြင်းမုတာရဲ့အဖကတော့လူသားအားလုံးကိုမချစ်တဲ့အတွက်ကြောင့်နောက်မှသူကပျက်စီးစေဒီလိုစัจ jin နဲ့ပြောတာနော်ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖထာဝရအဖကလူသားအားလုံးကိုချစ်တဲ့အတွက်ကြောင့်အကျိုးပြုတယ်မုသားရဲ့အဖမာနကတော့လူသားအားလုံးကိုမချစ်တဲ့အတွက်ကြောင့်မုန်းတဲ့အတွက်ကြောင့်အကျိုးနည်းစေခြင်းတဲ့သူဖြစ်တယ်သူ့ရဲ့အဓိကအချက်အကျိုးနည်းစေခြင်းတဲ့အတွက်ကြောင့်သူကလှည့်ပြားမှုနဲ့လူတွေကိုသွေးဆောင်ပါတယ်ဒါကြောင့်ဒုတိယတစ်ချက်အဖကတော့မုသားရဲ့အဖမာနစာရကိုသတိထားဖို့ဖြစ်ပါတယ်မုသားရဲ့အဘကမုသားရဲ့အဘဖြစ်တဲ့အတိုင်းပဲသူကမုသားနဲ့ပဲကျင်လည်ပါတယ်လိမ်လည်နဲ့ပြားမှုနဲ့ပဲလူတွေရဲ့ဘဝပျက်စီးအောင်လုပ်ပါခုတလောတချို့ Facebook မှာဖတ်ဖို့ပါပေါ့နော်ဒါကမုံတိုင်းတို့ကအကြီးအကျယ်လူတွေကိုအကျိုးပြုပါတယ်ဆိုတဲ့လင်မယားရဲ့တင်တက်လာရေနံအယောင်းဝယ်အတွက်ညာစော်သောယုံကြည်သူမယုံကြည်သူတွေကနေဝေချေလိမ့်လည်မှုနဲ့အခုတရားစွဲတင်တာရတဲ့အနေအထားဖြစ်လာတခါတည်းမှာယုံကြည်သူချင်းပါပဲလေကိုယ့်အကျိုးစီးပွားဖြစ်ဖို့ရတဲ့လှည့်ပြားလိမ့်လည်တဲ့သူရှိမုသားရဲ့အဘလှည့်ပြားမှုရဲ့ဖခင်မာနကဘယ်သူတွေကိုကြိုးကင်တယ်ဆိုရင်ယုံကြည်သူတွေကိုလည်းပြန်ကြိုးကင်အမှုတော်ဆောင်တွေကိုလည်းကြိုးကင်ပြီးတော့မှလှည့်ပြားတဲ့ခေတ်ကာလဖြစ်လာအခုနာမည်ကြီးတရားဟောဆရာတွေကိုမာနကကြိုးကင်ပြီးတော့မှယုံကြည်သူများစွာရဲ့စိတ်နှလုံးကိုလှည့်စားနေတာကိုကျွန်တော်တွေ့ရတယ်။ယုံကြည်ခြင်းမဟုတ်တာတွေကိုယုံကြည်ခြင်းကိုထင်စေတယ်။ဖခင်ကိုမျှော်လင့်ခြင်းမဟုတ်တာကိုမျှော်လင့်ခြင်းကိုထင်စေတယ်။အလိုတော်မဟုတ်တာကိုအလိုတော်လို့ထင်ပြီးအသက်ရှင်စေတယ်။အဲဒီနာမည်ကြီးတရားဟောဆရာတွေအားဖြင့်ကလူတွေကိုလှည့်ပြားနေတယ်။လူတွေဟာယုံကြည်ခြင်းမရှိတော့ဖခင်ကိုချစ်ခြင်းမရှိတော့အောက်စာတက်မဲ့ခြင်းမရှိတယ်။လောဘရဲ့လူတွေကတိုးလာဘယ်သူနဲ့လှည့်ပြားလဲ။အဲဒီတော့နာမည်ကြီးအမှုတော်ဆောင်တွေအားဖြင့်ယုံကြည်သူတွေစိတ်နှလုံးကိုလှည့်စားတဲ့အခါမုသားရဲ့အဘမာနကအဲ့ဒီလူတွေကိုအ
သုံးပြပြီးတော့ကြိုးကန်တဲ့အခါယုံကြည်သူရဲ့စိတ်နှလုံးတွေဟာလည်းလှည့်စားခြင်းခံရတယ်။ဒါကြောင့်ကျမ်းစာကပြောတယ်ဒီကျမ်းပိုင်လေးမှာကျွန်တော်တို့နော်တွေ့ရတယ်။ကမ္ဘာဦးကျမ်းမှာကျွန်တော်တို့ကြည့်ရင်အေဝါကိုလှည့်စားတယ်မာနကဆရဏအေဝါကိုလှည့်စားတယ်။ကောင်းကောင်းတိကျရပေးရဲ့အတိကိုမစားရစားတော်ဒီမှာသိမယ်လို့ဘုရားသခင်ပြောထားတယ်။အေဝါရှိကိုဆရဏရောက်လာတယ်။မူသားရဲ့အဘဆိုတဲ့အတိုင်းလိမ်လည်နဲ့ကြားတယ်။ဒီအမေကိုမစားရဘူးလို့ပြောသလားမေးကြလားစကားသူတိုက်ပြီးသူမေးသူလိုချင်ရသူဆွဲတော့မယ်စားတော်ဒီမှာသိမှာမဟုတ်ပါဘူးဘုရားသခင်ကဲတော့ဖြစ်ပါပါဒီတက်လက်လေးပို့ပြီးအစင်လာမှာပေါ့ဒီလိုပဲကိုယ့်အတွက် positive တွေပေါ့ကိုယ့်အတွက်အကျိုးဖြစ်မယ်ဆိုတဲ့စကားလုံးတွေသူပြောပေးနေသလိုပဲနားတော့ကြည့်စားတော်ဒီမှာမသိပါဘူးတဲ့ဘုရားသခင်ကဲတော့ဖြစ်အောင်ပါပုံပြီးပြောလေးချက်တွေပြီးတာဟုတ်လားအရင်အစင်လာပဲဒီလိုစကားတွေနဲ့သူကဖျားရောက်ပေးဆောင်ပါနောက်တော့ကြည့်တော့ငါအကျိုးတွေပြောနေတယ်ထင်စရာတော့ရှိတယ်ဒါကြောင့်မာနကမူတာရဲ့အဘလို့ပြောတဲ့လိန်ညာလေးဖြားခြင်းရဲ့အရင်မြစ်ဖခင်ပေါ့နော်လက်ဖြားခြင်းရဲ့ဖခင်ဧဝါကိုလက်စားခဲ့တယ်ဧဝါကခိုးပြီးစားတဲ့အခါဘာဖြစ်လဲသူတယောက်တည်းဘဝတက်တာမဟုတ်ဘူးဘုရားသခင်ဖန်ဆင်းထားတဲ့အရာအားလုံးမှာဘဝတက်သွားတာဗျာသူဟာအာဒံအားဖြင့်ဖြစ်လာအာဒံရဲ့နာယောအားဖြင့်ဖြစ်လာတယ်သူ့ကိုဖြစ်လာစေတဲ့ဒုတိယတစ်ဆင့်ကအာဒံကိုပင်နေသူကကြရှုံးစေတဲ့အမျိုးသမီးဖြစ်သွားတယ်လှည့်စားခြင်းခံမူသားရဲ့အဖအားနေတဲ့သူကိုသူကစလှည့်စားတာယုံလွယ်တဲ့သူကိုသူကလှည့်စားတာအဲ့လိုလှည့်စားပြီးတော့နောက်တစ်ဆင့်ဖယားသခင်ဖန်ဆင်းထားတော့ဖယားသခင်ချစ်မြတ်လို့တော့သက်ရှိတဲ့မဲ့အရာအားလုံးကဘာကြီးပျက်စီးသွားတယ်မာနမူသားရဲ့အဘဖြစ်စီတာဘယ်လောက်တော်လဲနော်မူသားရဲ့အဘကဖယားသခင်ဖန်ဆင်းပြီးဖယားသခင်ချစ်မြတ်လို့တဲ့ကဘာကြီးနဲ့ဖန်ဆင်းခါအရာအားလုံးကိုဖျက်ဆီးပြလိုက်တာအချစ်တဲ့အောင်လုပ်ပြလိုက်တာဘယ်သူအားပြလို့လဲဖယားဖန်ဆင်းထားတဲ့အေဝါအားပြတဲ့သူလုပ်လိုက်တာတတိပြုပါတခါတည်းတချို့သောသူဟာအေဝါလူနေရာမှာရောက်နေတယ်အေဝါလူနေရာမှာဒီနေ့တချို့သောအမှုတော်ဆောင်တွေဟာအေဝါလူနေရာမှာရောက်နေတယ်သူလဲစားတယ်သူ့ခင်ကိုအားလည်းကိုလည်းပေးတယ်ဘာရင်တော့ဩဝါဒလဲစားတဲ့တရားတွေကိုယ်နဲ့နားထောင်မှုကောက်အိမ်ထဲမှာပြောင်းဝင်ကအသင်းတော်ထဲမှာပြန်ပြောတဲ့ခရိယာတွေအများကြီးပြီးတော့သူတို့ယုံကြည်ချက်ကကျမ်းစာနဲ့အလွဲကြီးနော်ဘာရင်တော့ဩဝါဒတွေဖြစ်တယ်အမျိုးတွေအတိတွေပေါတော်မတွေအတင်းခေါ်လာခဲ့အောင်လာနာထောင်တော်နာထောင်ရအောင်ဘယ်ဟုတ်မလဲမိုင်းတော့ဩဝါဒတွေဘုရားသခင်ရဲ့အလိုတော်ကိုစန့်ကျင်တဲ့ခရိယာအဖွဲ့အစည်းတွေတွေ့လားမာနအတုံးပြုကိုယ့်ရဲ့အမျိုးထဲမှာကိုယ့်ရဲ့မောင်တော်မထဲမှာရှိတယ်အမေတော့မထူးမိစေနဲ့တော့မလိုက်မိစေနဲ့ညီကိုမောင်မတို့မိုးသားရဲ့အဘလည်းလေးဖြားတဲ့မာနဟာသူအတော့ပြုတဲ့လူများဆိုတာရှိပါတယ်။ဒါကြောင့်တမာတိရှိပါမာနဟာဘုရားသခင်ဖန်ဆင်းထားတဲ့အရာအားလုံးကိုပျက်စီးစေတဲ့အတွက်ကြောင့်အကျိုးနဲ့အောင်အကျိုးရအောင်လုပ်ပါတယ်။ဒါကြောင့်ဒုတိယအဖကဘာလို့လဲမူသားရဲ့အဖလှည့်ပြားခြင်းရဲ့အဖေနော်လှည့်စားခြင်းလှည့်ပြားခြင်းဆိုးသွမ်းမှုမကောင်းမှုအားလုံးရဲ့ဖခင်မာနရှိပါလေအဲ့ဒီမာနကသူကိုယ်ရဲ့ကိုယ်ရောက်ထင်ရှားပြပြီးကျွန်တော်လာလှည့်စားမှာမဟုတ်ဘူးကျွန်တော်ရဲ့အနည်းဆုံးလူတွေကျွန်တော်ရဲ့အမျိုးတွေကျွန်တော်အသင်းတော်တွေကလူတွေတခါတည်းကျွန်တော်အားကြပါဆိုရင်ဆရာတွေအဲ့လိုနာမည်ကြီးနေတဲ့တရားဆိုဟောဆရာတွေစအပ်ပြီးအမျိုးမျိုးသောယုံကြည်သူတွေကိုနီးအမျိုးမျိုးနဲ့လမ်းလွဲအောင်လုပ်တတ်တယ်ဆိုတော့တရားစေခြင်းတကယ်တော့ဧဝဟာဘုရားသခင်ဖန်ဆင်းလို့ကအပြစ်ကင်းစင်ကြီးအားလုံးချောမောလာပါပြီးကောင်းမွန်တဲ့အမျိုးသမီးပါ
တိထားတော့အေဝါကမကောင်းလို့အပြစ်ထဲကျနေလို့သိုးသွားနေလို့မာနကတောင်းတာမဟုတ်ဘူးတော့အေဝါကိုမာနလက်စားပြီးတောင်းလိုက်တာကတတိထားအေဝါဘုရားဖန်ဆင်းတဲ့အားလုံးအပြစ်ကင်းစေတယ်စေလုံးချောအကုန်အနာစာကင်းပေအရာရာချီးမွမ်းစရာအပြည့်နဲ့ပဲအေဝါရဲ့ဘဝအဲ့လိုဘဝကိုမာနလက်စားလိုက်တဲ့အခါမှာသူကိုယ်ရဲ့ပျက်စီးုံတော်ကသူ့အားဖြင့်အာရမကြရှုံးပြီးတော့ဘုရားဖန်ဆင်းတဲ့တက်ရှိတဲ့အကုန်လုံးပျက်စီးယူရသွားတဲ့အရာတွေဖြစ်ကုန်တော့ပဲဘုရားသခင်ရှိမှဖြစ်သွားတယ်ကဘာကြီးကပုတ်ဆက်ပြရှိတယ်လို့ကျမ်းစာရဲ့ပုတ်သွားတာအမေပွေးပြီးတော့လက်ဆက်ပြီးစားကြည့်စရာကောင်းတဲ့အသည့်တစ်လုံးနေချင်းကြချင်းမှာပုတ်သွားတယ်လို့ပဲလူသားတွေတဲ့ဖန်ဆင်းကအရာအလုံးဘုရားသခင်ချစ်တယ်လို့တဲ့အရာအလုံးပါဘုရားမျက်စိရှိမှအကုန်လုံးပုတ်ပွားတဲ့အရာဖြစ်ကုန်တာပဲဘသူလက်ချက်လဲမုသားရဲ့အပါလက်ချက်ဒါတည်းစားစေချင်ပါဆာရမဏဟာလူအမျိုးမျိုးကိုအသုံးပြုပြီးတော့မှလှည့်စားပြီးတော့မှကျွန်တော်တို့အသက်တာကိုကြာရှုံးစေတတ်ပါဘုရားကိုယုံတဲ့စိတ်ဘုရားကိုချစ်တဲ့စိတ်ဘုရားသခင်ရဲ့အလိုတော်ထဲမှာပျော်မွေ့နေတဲ့အသက်တာကိုခိုးယူသွားတတ်ပါလေတချို့တွေပြောတယ်ဘုရားအတွက်ဒီလောက်ပေးဆက်နေတာဘာရလို့လဲနင့်ကြည့်တာလူဝေးတာမပြောက်ဘူးဟုတ်လားတချို့ရဲ့အချင်းချင်းယုံကြည်သူချင်းချင်းပြောပြတယ်ဖယားလိုတော့မရှိဘူးဖယားလိုတော့မရှိဘူးပြောပြီးနေလို့ဟိုကရွေးဒီယာရွေးနေလို့ဘယ်လိုချမ်းသာမလဲတစ်သက်လုံးဖက်နဲ့ပဲစီးရမယ်ကားမစီးရဘူးငါတို့နဲ့မူရစီဝါတစ်ခေါက်တော့လုပ်လိုက်တယ်အဲ့လိုလေးပဲသိဆောင်ယုံကြည်သူချင်းချင်းနဲ့မှာမနဲ့မူသားရဲ့အဘာချိုးကင်ထားတဲ့လူတွေအများကြီးရှိတယ်အမားကိုအမှန်လို့ထင်နေတဲ့ထင်စေတဲ့အရာတွေအများကြီးပဲကျွန်တော်မြန်မာနိုင်ငံမှာဒါတွေပို့ပြီးများတယ်အမားကိုအမှန်လို့ထင်စေတယ်အဆိုးကိုအကောင်းလို့ထင်တဲ့လက်စားခံရတဲ့အရာတွေအများကြီးရှိတယ်ဒီနေ့မူသားရဲ့အဘာကကြိုးကြိုးစားစားနဲ့စိတ်အားထက်သန်စွာအလုံးလုံးမူသားရဲ့အဘာကကြိုးကြိုးစားစားနဲ့စိတ်အားထက်သန်စွာသူကအလုံးလုံးဒါကျမ်းစာပြောတယ်မကြခင်မှာသူ့အချိန်ကုန်တော့မှသူ့ကိုဘုရားကငရဲနဲ့ချတော့မှဖြစ်တာသူသိတယ်။ဒါကြောင့်ကျွန်တော်တို့ကမ္ဘာသတိရှိကြပါမုသားရဲ့အဖကလူတွေကိုအကျိုးနည်းစေတယ်။ဘုရားသခင်နဲ့ဘုရားဖန်ဆင်းတာအားလုံးကိုသူအမြင်ကတ်တယ်။ဘုရားသခင်ရောဘုရားသခင်လက်နဲ့ဖန်ဆင်းထားတဲ့အရာအားလုံးကိုသူမျက်မှောက်ကျိုးတယ်မကြည့်ချင်ဘူး။ပျက်စီးဖို့ပဲသူစိတ်ထဲမှာအလိုရှိတယ်။ကောင်းနေတာမလိုချင်ဘူး။ဘုရားကြောင့်မှန်နေတာသူမလိုချင်ဘူး။ဆူတောင်းနေတာ तू မမြင်ချင်ဘူး။ကျမ်းစာဖတ်တဲ့လူ तू မမြင်ချင်ဘူး။အချင်းချင်းချစ်တာကို तू မကြိုက်ဘူး။စီစီလုံးနဲ့အမှုတော်ထဲမှာသွားတာ तू မချစ်ချင်ဘူး။အဲ့ဒါမှန်တယ်ကအမြဲတမ်းအဲ့ဒါ तू နှလုံးသားထဲ။အတင်းတော်မှာချစ်ချစ်ခင်နဲ့အမှုတော်ကိုလုံးနေအဲ့ဒါ तू မချင်တတ်တော့ဘူး။ तू မချစ်ချင်ဘူး तू မျက်မုံးကျုံးပြီ။မုန်းသားရဲ့အပါအလုံးလို့တော့လုံးတတိထား။ तू ကပါလေ။ဖယားတကယ်နဲ့ဖယားတကယ်ချစ်ပြတ်လို့တဲ့အရာအလုံးကိုပျက်စီးစေတယ်။ကွဲပြားသွားစေတယ်။ရှုပ်ထွေးသွားစေတယ်။ပုတ်ပြက်သွားအောင်လုပ်ချင်လူအမျိုးမျိုးနီးမျိုးကိုသုံးအဲ့ဒီခါမှာတတိပြုပါအေဝါကိုတော့မွေအားဖြင့်လက်စားတယ်မွေဟာအတော့ခံဖြစ်ခဲ့တယ်မွေဟာတဲ့တလိษံတကာထဲမှာတဲ့လိမ္မာတယ်လို့ကျမ်းစာရေးတယ်ဒါဖယားတခင်ဖန်ဆင်းတဲ့တလိษံတဲ့အားလုံးထဲမှာမွေဟာအမြဲတမ်းလိမ္မာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့မာနအတော့ပြုတဲ့တတဝါဟာခိုင်ညံ့ညံ့တတဝါတော့မဟုတ်ဘူးတော့ခတ်တုံးတုံးခတ်အားတတဝါပေါ့တလိษံတကာထဲမှာလိမ္မာတယ်တဲ့ပါဏတ်တယ်တဲ့ဟုတ်လားမာနကလေမူသားရဲ့အပလက်ဖြားချင်းရဲ့အပကသူကဘသူကိုတောင်းလဲဆိုရင်အေဝါကိုလက်စားဖို့မွေကိုတောင်းခဲ့တာမွေကတလိษံတကာနဲ့လိမ္မာတယ်တဲ့ခတ်တုံးတုံးတလိษံတကာကိုခေါ်ပြီးတော့လက်စားခဲ့တာမဟုတ်ဘူးတော့မွေကိုတောင်းခဲ့တာဒါတတိပြုစီတယ်အရေးကြီးတော့အချက်လေးကတော့သူဟာပျက်စီးစေတော့ဖြစ်တယ်။တနည်းအားဖြင့်ပြောရင်အကျိုးဖြစ်တဲ့တော့မမြင်ချင်ဘူး။ကောင်းကင်ဘုံအဖထာဝရအဖကတော့ချစ်တဲ့အတွက်ကြောင့်အကျိုးပြုတယ်။အကျိုးဖြစ်တာကိုပဲမြင်စေချင်တယ်။အကျိုးဖြစ်အောင်လို့ပဲအမြဲတမ်းကူညီပေးတယ်။ငါဘယ်လိုလုပ်ပေးရမလဲဒီလူသားတွေဒီအသင်းတော်ဒီမိသားစုဒီတဲ့ပုံပြီးအကျိုးရှိတော့ငါဘာလုပ်ပေးရမလဲလို့ချစ်တဲ့ဘုရားသခင်ထာဝရအဖကစဉ်းစားတယ်။မူသားရဲ့ဘာနကတော့ဒီအပွဲဒီလူဒီရ
ယာတွေကိုပြက်စီးအောင်ဆုံးရှုံးအောင်အကျိုးနဲ့ငါဘာလုပ်ရမလဲလို့ပဲစဉ်းစားနေနှမျိုးလုံးဒါကြောင့်ပြောတယ်ဟောက်တော့ချင်းနေကဲဆိုအဘယ်သူကိုဝါပြရမလဲလက်လေရှာဖွေလဲရှိတယ်ကျန်တာဒီလိုမျိုးပြောတယ်မနဟာဟောက်တော့ချင်းနေကဲဆိုဘယ်သူကိုပြက်စီးရမလဲဆိုတော့လက်လေရှာဖွေနေတယ်အဲ့သူကလုံးလုံးနေတာဒါကိုသတိပြုစီတယ်ဒါကြောင့်ဘုရားရဲ့အဖဒီဘက်ကြောက်စရာကောင်းတယ်သခင်ယေရှုကဘသူတွေကိုပြောတဲ့ကျမ်းပိုက်လဲဆိုရင်ဗိမာန်တော်အသင်းတော်ထဲမှာဥဆောင်နေတဲ့ပါရိရှဲတွေခေါင်းဆောင်တွေကိုပြောတဲ့ကျမ်းပိုက်တာအဲ့ကျမ်းပိုက်တာတွေ့လားဗိမာန်တော်တော့ဖယားကိုယုံကြည်ကိုးကွယ်ဝတ်ပြုနေတဲ့လူစုကြီးကိုဥဆောင်နေတဲ့ပါရိရှဲကိုပြောတဲ့ကျမ်းပိုက်တာဒါဆိုရင်ဘုရားရဲ့အဖမန္တကဘသူကိုကြိုးခိုင်ထားတာလဲဗိမာန်တော်ထဲမှာယုံကြည်သူထာဝရဘုရားကိုကိုးကွယ်တဲ့လူစုကိုဥဆောင်နေတဲ့အမိတ်ပေးနေတဲ့စီမံနေတဲ့ခေါင်းဆောင်တွေကိုကြိုးခိုင်ထားတာဘယ်တော့ကြောက်စရာကောင်းလဲဘုရားရဲ့အဖတခင်ယေရှုကြီးရာကိုပြောတာဒီအုပ်စုကိုပြောနေတာသူနဲ့သစ္စာတရားမရှိဘူးသူကဘုရားရဲ့အဖပဲမင်းတို့လည်းအဲ့ဒီဘုရားအဖရဲ့သားသမီးတွေပဲဗိမာန်တော်မှာဥဆောင်တဲ့သူပြောနေတာဘုရားအဖတဲ့အဲ့ဒီဘုရားအဖရဲ့သားသမီးတွေပဲတဲ့မင်းတို့တွေဟာတဲ့ကြိုးကြိုင်ထားခြင်းခံရတာမာနကအဲ့ဒီလူတွေနဲ့ဗိမာန်တော်မှာဖျက်ဆီးနေတာအသင်းတော်ကိုဖျက်ဆီးနေတာဘုရားသခင်ချစ်တဲ့လူစုကိုဖျက်ဆီးအောင်သူလုပ်နေတာကယ်တင်ခြင်းမရအောင်ကယ်တင်ခြင်းနားထောင်ခြင်းတဲ့လူတွေနားမထောင်ရအောင်ယေရှုကိုယုံခြင်းတဲ့လူမယုံခြင်းအောင်တားဆီးနေတာလေဘုရားရဲ့အဖသခင်ယေရှုဒီကျမ်းပဲကိုပြောတဲ့အခါဘုရားရဲ့အဘဟာဖျားချစ်တဲ့အသင်းတော်ပျက်စီးဖို့ဖျားသခင်ချစ်တဲ့လူစုကိုဖျက်ဆီးဖို့ရတယ်ဗိမာန်တော်ထဲမှာအကြီးအကဲခေါင်းဆောင်ပညာတတ်ယာရုရှိတဲ့လူကိုမာနအသုံးပြုတာတွေ့ရပါတယ်ဒါကြောင့်မာနကလည်းအဲ့လိုအကြီးကြီးတွေကိုအသုံးပြုတယ်ဒါကြောင့်သတိထားတော့ဘာသာရေးပါလေအကြီးကြီးတွေဆိုနေတဲ့သတိထားဟုတ်လားကျွန်တော်ကလေဘာသာရေးမှာအကြီးကြီးတွေဆိုကျွန်တော်ပေါ်ထင်ကြီးတာအကြီးကြီးတွေမှာစာရေးအကြီးကြီးပေးနေတာနော်တတိထားဘာသာရေးမှာအကြီးကြီးတွေဆိုတတိထားတော့မာနကအကြီးကြီးတွေနဲ့ကိုင်းတာအခုမြန်မာပြည်ထဲမှာလည်းဒီလိုပဲကျွန်တော်အသင်းတော်လောကဝိညာဉ်လောကမှာလည်းအကြီးကြီးတွေကိုကိုင်းထားပြီးတော့မာနကယုံကြည်သူတွေရဲ့ဘဝအကျိုးတွေအောင်ဖြစ်စီနေတယ်အခုဗိမာန်တော်ထဲမှာအကြီးကြီးတွေကိုမာနကိုင်းထားတာနော်တချို့ကပြောတယ်ဟာငါတို့ကတေးသေးလေးပဲတေးသေးလေးနဲ့လည်းအလုပ်လုပ်နေတာပဲမန္တကတော့သူကအကြီးကြီးနဲ့လုပ်လို့လည်းအသေးသေးနဲ့သူကရရတဲ့ပုံလုပ်လို့ဒါကြောင့်ဖယားသခင်ကချစ်တော်မူတဲ့အတွက်ကြောင့်အကျိုးပြုလို့မန္တကတော့မုန်းတဲ့အတွက်ကြောင့်အကျိုးနဲ့အောင်ဒီမျိုးစုံအကျိုးပြအောင်လုပ်ပါလေနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ယုံကြည်ခြင်းရဲ့ဖခင်နော်ဒီဖခင်အမျိုးသားကတော့ယုံကြည်ခြင်းရဲ့ဖခင်အာဗြဟံဟေဘရဲဩဝါစာအခန်းကြီး7အငယ်8မှာကျွန်တော်ကြည့်အောင်ဟေဘရဲ7အငယ်8အာဗြဟံကိုယုံကြည်ခြင်းရဲ့ဖခင်လို့ဒီလိုတင်စားပြီးခေါ်ပါတယ်အာဗြဟံမတိုင်မီကလည်းပဲဖခင်ကိုယုံကြည်ခဲ့တဲ့သူတွေအများကြီးရှိပါတယ်သို့တော့ထာဝရဘုရားကိုယုံကြည်တဲ့လူမျိုးတော်ဖြစ်လာတာကတော့ဒီယုံကြည်ခြင်းဖခင်အပြင်ဖြစ်တာအာဗြဟံကနေပြီးတော့ဣဆက်ယာကုပ်သားဆက်မြောက်ကနေထာဝရဘုရားကိုယုံကြည်ကိုးကွယ်တဲ့လူမျိုးတစုဖြစ်တာကတော့အာဗြဟံဖြစ်တယ်။အာဗြဟံမတိုင်ခင်ကတော့ထာဝရဘုရားကိုယုံတဲ့သူတွေရှိတယ်။ဒါပေမဲ့လူမျိုးစုလိုက်ပြီးထာဝရဘုရားကိုယုံတဲ့အရာကျတော့အာဗြဟံအဖြစ်ဖြစ်တယ်။ဒါကြောင့်ယုံကြည်ခြင်းရဲ့ဖခင်လို့သူ့ကိုခေါ်ပါတယ်။ဟေဘရဲခန်းကြီး7အငယ်8ကိုကျွန်တော်တစ်ချက်ကြည့်အောင်။ဒီကဖတ်ရအောင်အာဗြဟံဒီအမွေခံရတဲ့တော့ဤတို့ထွက်သွားမည်အကြောင်းဘုရားခင်ခေါ်တော်မူသောအခါသူသည်အဘယ်ရက်သို့သွားသည်ကိုကိုယ်တိုင်မသိဘဲယုံကြည်ခြင်းအပြင်နားထောင်နဲ့ထွက်သွားသည်ယုံကြည်ခြင်းဖခင်လို့အခေါ်ခံရတဲ့သူ့ရဲ့အတ္တသူ့ရဲ့ဘဝဒီမှာရေးထားတယ်နံပါတ်1ကဂတိတော်မူဆိုဘုရားသခင်ခေါ်သောအခါတဲ့အဘယ်ရက်ကိုသွားရမည်ကိုကိုယ်တိုင်မသိဘူးသူလောက်ရမယ့်အရာကိုဘုရားသခင်သူ့ပြောတဲ့အခါမှာဒီမှာဘုရားသခင်ခေါ်တဲ့အခါတဲ့ဘယ်အရက်ကိုသွားရမယ်ဆိုသူကိုယ်တိုင်မသိပါဘူးနံပါတ်1သူဟာမိသားစုကိုစွန့်လာ
မင်းမိသားစုအတိုင်းဝိုင်းတွေကထွက်ပြီးတော့မှာတဲ့အဲ့ဒီမိသားစုကိုထားခဲ့ပြီးတော့ငါပြတဲ့ဒီကိုသွားပါလို့ဖယားသခင်ရဲ့အတန်ပါတကယ်တော့ဖယားသခင်ဆိုတာကျွန်တော်ကငငယ်လေးနဲ့ဆယ်စုတက်တော့ရင်းနှီးတယ်အဗြဟံဆယ်စုတက်ခဲ့တဲ့သူမဟုတ်ထာဝရဖယားဆိုတာကျွန်တော်တို့လူငငယ်လေးကရင်းနှီးခဲ့တဲ့ဖယားမဟုတ်ဘူးအဗြဟံတို့ကအဲ့ဒါအမြဲတမ်းရစီကျွန်တော်ကရင်းနှီးတယ်စကားကြားတယ်အတန်နဲ့သူကြားတယ်မင်းအမျိုးတွေမိမိမဆွေမျိုးတွေအားလုံးကိုစွန့်လိုက်တော့စွန့်ပြီးထားခဲ့လိုက်တော့ဒီထဲမှာတာယာပျော်မွေ့နေတာအဗြဟံကသူ့ဆွေမျိုးအတိုင်းပိုင်းထဲမှာသူ့စီးပွားလေးနဲ့တာယာပျော်မွေ့နေတာဖခင်ကပြောတယ်အဲ့ဒါထားခဲ့လိုက်တော့အဲ့ဒါခြံခဲ့လိုက်တော့အဲ့ဒါစွန့်ပြလိုက်တော့ပြီးတော့ငါပြတဲ့ဒီကိုသွားဒီထဲမှာတာယာပျော်မွေ့နေတယ်ဆိုဘယ်သူကထားခဲ့ခြင်းပါလဲစိတ်ညစ်နေတယ်ဆိုတော့ထားခဲ့ပါပေါ့ဟုတ်တယ်မလားစိတ်ညစ်တယ်ဆိုတော့ချစ်ချင်းတော့ထားခဲ့ပြီဘဝတစ်ထက်ကိုတစ်ခုနဲ့ကျွန်တော်သွားကြပါလေအဗြဟံကသူ့ရဲ့ဆွေမျိုးအတိုင်းဝိုင်းထဲမှာစိတ်ညစ်ပြီးတော့မှပြဿနာတက်နေတာမဟုတ်ဘူးသူ့ဆွေမျိုးအတိုင်းဝိုင်းထဲမှာသူအနေထားတစ်ခုရှိတယ်အဆင်ပြေတယ်တာယာနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာဘုရားကသူ့ပြောတဲ့စကားကအဲ့ဒီမိသားစုကိုခြံခဲ့လိုက်တော့အဲ့ဒီကမှာအဗြဟံယုံကြည်ခြင်းရဲ့အကေကိုဘုရားသခင်တင်စားတဲ့အဗြဟံနဲ့ဘယ်သွားရမယ်ဆိုတော့မသိပေမဲ့ယုံကြည်ခြင်းနဲ့နားထောင်ပြီးထွက်သွားတယ်ယုံကြည်ခြင်းနဲ့နားထောင်ပြီးထွက်သွားတယ်မိသားစုကိုထားခဲ့လိုက်တော့ဆိုတဲ့စကားကိုသူထားခဲ့တယ်နားထောင်ပြီးတော့ဘယ်သွားရမလဲတော့မသိဘူးဒါပေမဲ့ငါသွားမယ်ဘုရားသခင်ငါ့ကိုပို့ဆောင်မယ်ဆိုတဲ့ယုံကြည်ခြင်းရှိတယ်